အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ Microsoft Word မှာလက်မှတ်လေးထည့်ပုံထည့်နည်းလေးကိုပြပြပေးပါမယ်အဲ့တော့အရင်ဆုံးလက်မှတ်ကိုတော့ကိုယ့်ရဲ့ကွန်ပျူတာထဲကိုအရင်ဆုံးထည့်ထားပါမယ်အဲ့တော့လက်မှတ်ထည့်မယ့်နေရာလေးကိုထားခဲ့ပါတော့စာရိုက်ပြီးထားခဲ့ပြီးတော့လည်း insert ထဲကိုဝင်ပါမယ် insert ထဲကနေပြီးတော့ picture ကိုသွားပါမယ် picture ကနေပြီးတော့ this file ထဲကိုဝင်ပါမယ်အဲ့ဒီတော့မှလက်မှတ်ထိုးတဲ့ပုံလေးကိုတွားယူလိုက်ပါပြီး insert လို့ခေါ်လိုက်အဲ့တော့မလိုအပ်တဲ့ဘိုင်းတွေကိုဒီ crop နဲ့ဖြတ်ပါမယ်နော်လိုအပ်တော့တဲ့အပိုင်းတွေကိုဖြတ်ချလိုက်ပါမယ်ဖြတ်ချလိုက်မယ်ဖြတ်ချပြီးသွားတာနဲ့ဒီပုံလေးကိုရွှေ့ဖို့အတွက်ဒီ word tab လေးရှိပါတယ် word tab လေးထဲကိုဝင်မယ် square လေးကိုရွေးလိုက်ပါအဲ့တော့ဒီပုံလေးကအပေါ်မှာပဲထားရမှာအဲ့တော့ဒီလက်မှတ်ကြီးကရန်ကြီးနေတာဖြစ်တဲ့အတွက်တောင်းကိုသွားမယ်တောင်းကနေနည်းနည်းလေးဆင်ပြေမဲ့နေထားလေးပေါ့နော်အဲ့လိုနည်းလေးထားပြီးသွားတဲ့အခါကျလို့ရှိရင်သူ့ကိုအလင်းမောင်လေးချိန်ဖို့အတွက်ဒီ collection ထဲကိုဝင်မယ် collection ထဲမှာကိုကြိုက်နေတဲ့ရာအဆင်ပြေမဲ့ရာလေးတစ်ခုကိုရွေးလိုက်ပြီးတဲ့အခါကျလို့ရှင်တော့ဒီဟာလေးကအဆင်ပြေသွားလိမ့်မယ်ဒီလိုမျိုးချလိုက်လို့ရှင်သူကစာရီရွေ့သွားတယ်လीနော်အဲ့ဒါကြောင့်မို့အဲ့တော့ဒီမပြောချင်တာတော့ဒီမှာ color တော့အဖြူရောင်ဖြစ်သွားပြီဒါပေမဲ့သူ့ရဲ့နောက်မှာစာရွက်ကရှိနေသေးတယ်အဲ့ဒါကြောင့်မို့ဒီ color တွေကိုဝင်မယ် color တွေကနေဒီ set ဆိုတဲ့ဟာလေးဒီဟာလေးเนาะဒါလေးကိုနှိပ်ပါမယ်နှိပ်ပြီးတဲ့အခါကျရင်ဒီလက်မှတ်ထိုးတဲ့မြေကြောင်းရဲ့လွတ်တဲ့နေရာပလန့်မှာတစ်ချက်ကလေးလိုက်ပါကလစ်ပြီးရနဲ့ဒီရွှေ့ကြည့်လို့ရပြီเนาะအဲ့တော့ရွှေ့ကြည့်ဖို့အတွက်ဒီ word tab ကိုသွားပြီးတော့ behind tab ကိုနှိပ်ကြည့်လိုက်အဲ့ဆိုလို့ရှိရင်နောက်မှာဘာဖြစ်လို့လဲဆိုတော့စာရွက်အဖြူအလွတ်ကြီးရှိမနေတော့ပါဘူးဒါကတော့လက်မှတ်ထိုးပုံထိုးနည်းလေးထည့်ပုံထည့်နည်းလေးကိုပြပြပေးတာပါအားလုံးပဲအဆင်ပြေကြပါစေ